没觉得很的快，也觉得这是当地的宝贝，就这样写没有这样开开了嘛，还比我长大，我儿子今年我还非得给我的，我根本就没理的，那非让我求福啊嘞，当地的宝贝。ဒီတစ်ခေါက်မာပြီးကိုပြန်ရောက်တယ်။အိမ်မှာနေရမပြောဘူးလို့ပြောနေတဲ့စကားတွေအတွက်အဖေကိုပြန်တောင်းလို့ရအောင်မယ်